ဒီမိန်းကလေးဟာဆရာတော်ထန်ဆန်းတပည့်အဖြစ်အသစ်ဆက်ဆက်လက်ခံလိုက်တဲ့သူပေါ့ဒါပေမဲ့ဝူခုံးကတော့အန်နီကိုမိစ္ဆာတကောင်လို့တန်တရားရှိနေတာကြောင့်နည်းနည်းမှမပြောနိုင်ခဲ့ဘူးသူမရဲ့ဖုံးကွယ်ထားတဲ့ပုံစံအစ်စ်အမှန်ပေါ်လာစေဖို့ဝူခုံးကသူ့မရှိမှမှန်ကင်းကိုမြှောက်ပြလိုက်တယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကအန်နီဟာနည်းနည်းမှကြောက်လန့်မနေတဲ့အပြင်မှန်ထဲမှာလည်းထူးခြားတာဘာမှမမြင်ရဘူးလေဝူခုံးကမှန်ပြက်နေတာများလားဆိုပြီးသူ့ကိုယ်သူပြန်ကြည့်လိုက်တဲ့အခါမြင်လိုက်ရတဲ့အရာကသူ့ကိုယ်သူတောင်ပြန်တန်တရားဝင်သွားစေခဲ့တယ်အဲ့ဒီအချိန်မှာပဲဆရာတော်ကဝူခုံးကိုအပြေးလွှားလာဆူပါတော့တယ်ဝူခုံးကအရှုံးမပေးပဲအန်နီရဲ့လက်ကောက်ဝတ်ကိုဓာတ်နဲ့လီးပြီးသွေးတဆက်နဲ့တက်တည်ပြဖို့ကြိုးစားပြန်တယ်ဒါပေမဲ့ဘာမှဖြစ်မလာခဲ့ပြန်ဘူးဝူခုံးကတော့ဒါကိုလုံးဝမယုံနိုင်သေးပါဘူးဒါနဲ့အန်နီကလည်းသူမရဲ့အပြစ်ကင်းစင်မှုကိုတက်တည်ပြဖို့သူတို့ကိုသူမရဲ့ရွာစီခေါ်သွားခဲ့တယ်သူမရဲ့မိသားစုဝင်တွေကလည်းနွေးနွေးထွေးထွေးကြိုးဆိုကြပေမဲ့ဝူခုံးကတော့ကြည်လီလေးတစ်ခုခုမားနေတယ်လို့ခံစားရလေလေပဲသူတို့အားလုံးဟာမိစ္ဆာတွေဆိုတာဝူခုံးအသေးချာသိနေပြီးသူတို့ကိုစတင်တိုက်ခိုက်ပါတော့တယ်ဆရာတော်ကဝူခုံးကိုအတင်းထားပေမဲ့ဝူခုံးကရှင်းပြဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့ဆရာတော်ကမယုံတဲ့အပြင်ဝူခုံးကိုရိုက်နှက်ပြီးခံရခက်စေမဲ့စကားလုံးတွေနဲ့ပါပြောဆိုလိုက်တယ်ဝူခုံးဟာတခဏအတွင်းမှာပဲစိတ်ပြအားလျော့သွားပြီးဆရာတော်ကိုထားခဲ့ပြီးထွက်သွားခဲ့တယ်ဒါပေမဲ့ဆရာတော်နဲ့အန်နီတို့တောင်ပေါ်မှာစကားပြောနေတော့ဝူခုံးကအခွင့်အရေးယူပြီးအန်နီရဲ့ရွာသားတွေကိုတပ်ပစ်လိုက်တယ်ဆရာတော်ပြန်ရောက်လာတဲ့အချိန်မှာတော့တရွာလုံးကပျက်စီးနေပြီပေါ့ဝူခုံးကအန်နီကိုတတ်ဖို့ထပ်ကြိုးစားနေတာမြင်တော့ဆရာတော်ကဝူခုံးကိုထိန်းချုပ်ဖို့ကားထားကိုအမြန်ရုပ်ပေမဲ့ဝူခုံးကဆရာတော်ရဲ့ပါးစပ်ကိုပိတ်ပစ်လိုက်တယ်ပြီးတော့ဝူခုံးဟာသူ့ရဲ့နာကျင်မှုနဲ့ဒေါသအလုံးကိုဆရာတော်ပေါ်မှာပုံချလိုက်ပါတော့တယ်ဆရာတော်ဟာဝူခုံးရဲ့တက်ဖြတ်ခြင်းကိုခံရတော့မဲ့အချိန်မှာပဲအန်နီကမခံစားနိုင်တော့ပဲအမှန်တရားကိုဖွင့်ပြောလိုက်ပါပြီသူမဟာတကယ်တော့အယိုးဖြူကနေအသွင်ပြောင်းထားတဲ့မိစ္ဆာတကောင်ဖြစ်နေတာပါဒါကြောင့်လည်းသူမအပေါ်မှာမော်လက်နက်တွေကအာနိသင်မရှိတာဖြစ်တယ်လို့တရွာလုံးကလည်းသူမဖန်တီးထားတဲ့မျက်လက်ပြကွက်တွေပဲဖြစ်ပါတယ်အန်နီကဒူးထောက်တောင်းပန်ပေမဲ့ဝူခုံးကတော့သူတို့ကိုလွှတ်ပေးဖို့အစီအစဉ်မရှိပါဘူးသူဟာချက်ချင်းပဲသူ့ရဲ့မူလအသွင်ကိုပြောင်းလိုက်ပြီးဆရာတော်ကိုဖမ်းဆွဲကတလုတ်တင်းနဲ့မျိုးချလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲနောက်ွယ်ကကျိုးကင်သူအစ်စ်မှန်ပေါ်လာခဲ့တယ်ဒါဟာဆုံးမကိတ်ရဲ့အစီအစဉ်တွေပဲဖြစ်ပါတယ်ဝူခုံးနဲ့ဆရာတော်ကြားကတန်ရောစင်ကိုဖျက်တောက်ဖို့အန်နီကိုသူမကအမိန့်ပေးခဲ့တာပါဒါပေမဲ့ဝူခုံးကတော့ဘာလို့ပြန်မှုမှမရှိခဲ့ဘူးကိတ်ကသူမအနိုင်ရပြီလို့ထင်လိုက်တဲ့အချိန်မှာပဲဝူခုံးကဆရာတော်ကိုရုတ်တရက်ပြန်အန်ထုတ်လိုက်ပါတယ်တကယ်တော့သူတို့ဟာအစကတည်းကအရာအလုံးကိုရိပ်မိနေပြီးကိတ်ကိုယ်တိုင်ထွက်လာအောင်တမင်တကာထောင်ချောက်ဆင်ထားခဲ့တာပဲဖြစ်ပါတယ်